လွှတ်တော်တက်မဲ့အမတ်2025ဦးရှိကြောင်းစစ်ကောင်စီကထုတ်ပြန်လာပါတယ်။စစ်ကောင်စီသည်2025ရွေးကောက်ပွဲကိုဒီဇင်ဘာလမှာစတင်ကအပိုင်း3ပိုင်းခွဲပြီး FVDB မဲအများဆုံးရသူအနိုင်ယူစနစ်နဲ့ PR ချိုးချကူစားပြုစနစ်မျိုးလုံးရောနှောကျင့်သုံးခဲ့ပြီးစုစုပေါင်းကိုယ်စားလှယ်2025ဦးရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်းစစ်ကောင်စီ၏ UEC မှာထုတ်ပြန်လာပါတယ်။အဆိုပါထုတ်ပြန်ချက်အရပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီသည်နိုင်ငံတော်ဝန်တွင်အများဆုံးအနိုင်ရရှိထားပြီးပြည်သူ့လွှတ်တော်တွင်230နေရာမြို့သားလွှတ်တော်တွင်နေရာ100နှင့်တိုင်းဒေသကြီးပြည်နယ်လွှတ်တော်များတွင်389နေရာရရှိခဲ့ပါသည်။ယင်းပြင်တိုင်းဒေသလူမျိုးလွှတ်တော်ကိုယ်စားလှယ်22နေရာတွင်လည်းအနိုင်ရရှိခဲ့သဖြင့်စုစုပေါင်း939နေရာဖြင့်နိုင်ငံတော်ဝန်အင်အားအကောင်းဆုံးပါတီဖြစ်ရပ်တည်နေတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။